ဒီကနေ့ထပ်ပြီးတော့ဖတ်ပြသွားမှာပဲဖြစ်ပါတယ်မဖတ်ပြခင်မှာအရင်ဆုံးပြောချင်တာကတော့ဒီစာအုပ်လေးကိုရေးပေးခဲ့တဲ့စာရေးဆရာခဲတံကိုခွင့်တောင်းအပ်ပါတယ်ကျမဒီစာအုပ်လေးကိုဖတ်ပြရတဲ့ရည်ရွယ်ချက်လေးကတော့ကိုယ်တိုင်စိတ်တက်ကြနေတဲ့ချိန်မှာအရန်ကိုအထောက်အကူပြုခဲ့လို့ပြန်လည်မျှဝေပေးခြင်းနဲ့စိတ်ကြောင့်ဖတ်ပြသွားတာပါအဲဒီတော့စာရေးဆရာခဲတံကိုအလေးအနက်ခွင့်တောင်းအပ်ပါတယ်ကိုယ့်ဘော်ကိုအလေးမထားတတ်တဲ့သူတွေနဲ့ဆုံလာရတဲ့အခါကိုယ့်ဘော်ကိုအလေးမထားတဲ့သူတွေကိုချစ်ပေးနေရတာကလည်းတော်တော်လေးနာကျင်ရတဲ့ခံစားချက်တစ်ခုပါပဲအချိန်ခိုက်တန့်တစ်ခုလေးတွင်းမှာတောင်ခံစားရတာစိတ်မကောင်းဖြစ်ရတာတွေဖြစ်ရပါတယ်ဘာလို့လဲဆိုတော့မင်းဘက်ကအကောင်းဆုံးစိတ်နှစ်ခဲ့သလားသူတို့ဘက်ကြမင်းလိုမျိုးမဟုတ်ခဲ့ပါလားဆိုတဲ့အတွေးတွေနဲ့ပေါ့လေဒါပေမဲ့ကျွန်တော်တို့ချစ်တဲ့သူတွေပေါ်မှာအပြစ်မမြင်မိတတ်ကြပါဘူးသူတို့အပေါ်မှာဖြည့်တွေးပေးပြီးခွင့်လွှတ်နေလိုက်ပါသေးတယ်တကယ်တော့လေသူတို့ဘက်ကသာကိုယ့်ကိုတကယ်လိုအပ်တယ်ဆိုရင်ကိုယ့်ရဲ့ notification ကို include လုပ်မှာမဟုတ်တာသူတို့ဘက်ကကိုယ့်အပေါ်ကိုတတိတရားရှိတယ်ဆိုရင်စာရိုက်ပို့မှာပေါ့ကိုယ့်စီကိုဖုန်းခေါ်မှာပေါ့ online ပေါ်မှာရှိနေတဲ့အချိန်ကိုယ့်စီကိုဆက်သွယ်ဖို့ဝင်လင်းနေမှာမဟုတ်ပါဘူးကျွန်တော်တို့ကိုစိတ်ထဲမရှိလို့သာမဆက်သွယ်တာပါသူတို့ဘက်ကကိုယ့်ကိုမလိုအပ်နေဘူးဆိုတဲ့အကြောင်းကိုခေါင်းထဲထည့်ထားဖို့လိုပါတယ်ပြီးတော့ဒီလိုလှိလူရှုခံရခြင်းတွေကို accept လုပ်တတ်ရမယ်ပြီးရင်တော့ကျွန်တော်တို့ဘက်ကစပြီးဆက်သွယ်နေတာတွေကိုရပ်တန့်လိုက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဘက်ကသူတို့အတွက်ဈေးပေါ်နေခဲ့မိတာတွေကိုသိဖို့လိုအပ်တယ်လို့ကိုပြန်ပြီး self respect ပြန်ထားတတ်ဖို့လိုပါတယ်သူတို့ရဲ့ဦးစားပေးအဆင့်တဲမှာကိုမပါလို့လေအရန်ကြီးဝမ်းမနေပါနဲ့သူတို့ဘက်ကကို့အပေါ်ဂယူးမဆိုင်တဲ့ပုံစံလုပ်နေတာမျိုးကိုကို့ဘက်ကစိတ်တော့ကရောက်စရာဖြစ်ပါစေနဲ့သူတို့ကဦးစားပေးအဆင့်မှာကိုမပါပေမဲ့ကိုဦးစားပေးရမယ့်အရာတွေရှိပါတယ်ဒါကြောင့်သူတို့ကြောင့်စိတ်ထဲမှာခံစားရတာတွေရပ်လိုက်ပါတော့မင်းကိုမလိုအပ်တဲ့ပတ်ဝန်းကျင်ကိုမသွားပါနဲ့ online မှာပဲဖြစ်ဖြစ် offline ဘက်မှာပဲဖြစ်ဖြစ်သူတို့နဲ့မပတ်သက်မိအောင်နေပါခဝေးဝေးကရှောင်ပါမင်းဂယူးဆိုင်ပြီးတမိုးထားပေးရမယ့်သူတွေပေါ်မှာပဲ focus ထားပါဘာမှမဟုတ်တဲ့သူတွေအတွက်နဲ့စိတ်ကိုအရှုံးမခံပါနဲ့ overthinking တွေဖြစ်ပြီးတော့ depression အဝင်မခံပါနဲ့မင်းကိုဂယူးဆိုင်ပေးတဲ့သူတွေပေါ်မှာပဲအလေးပြန်ထားပါဂယူးဆိုင်ပေးလိုက်ပါစိတ်ညစ်စရာတွေကိုခေါင်းလေးခံပြီးမတည်ယူပါနဲ့တခါတော့ကစိတ်ညစ်စရာတွေကိုအမြဲတမ်းခေါင်းနဲ့ထည့်ပြီးတော့နေတက်တဲ့လူငယ်တယောက်ကိုသူ့ရဲ့အဖိုးဖြစ်တဲ့သူကလှမ်းခေါ်တယ်မြေဖြစ်တဲ့သူကအနားကိုရောက်လာတဲ့အချိန်မှာအဖိုးကသူ့မြေကိုပလင်းလွတ်တစ်ခုပေးတယ်ပြီးတော့9ခွက်ပါချထားတယ်ပထမခွက်ထဲမှာကအစိတ်ရည်တွေဒုတိယခွက်ထဲမှာကတောက်ရည်တန်းတွေကဲငါမြေအဲ့ဒီပလင်းကိုမင်းပိုင်တဲ့ပလင်းလို့မှတ်လိုက်ပြီးရင်အဲ့ဒီခွက်2ခွက်ထဲကအစိတ်ရည်နဲ့တောက်ရည်တန်းမင်းပေရာကိုရွေးချယ်ပြီးထည့်မလဲဟာအဖိုးကလည်းအစိတ်ရည်တော့အလကားနေထည့်မလားဗျတောက်ရည်တန်းပဲထည့်မှာပေါ့အဲ့ဒါဆိုငါမြေးလေခံစားရတာချင်းတူတူမှာဘာလို့ကိုယ်စိတ်ထဲကိုမပျော်ရွှင်ရတာတွေစိတ်အစဉ်ပြေဖြစ်ပြီးဒေါသထွက်နေရတာတွေထည့်နေမှာလေမင်းစိတ်ကိုအပင်ပန်းခံပြီးအမိုက်တရိုက်တွေအရှုပ်ထုတ်တွေကိုခေါင်းနဲ့အဖက်လှုပ်ထည့်မနေစမ်းပါနဲ့ကွာပျော်စရာတွေကိုပဲခေါင်းနဲ့ထည့်စမ်းပါဒီပုံမြင်လေးလိုပါပဲကျွန်တော်တို့တွေကိုယ်တိုင်ကလည်းကိုယ်စိတ်ကိုအပင်ပန်းခံပြီးတော့စိတ်ညစ်စရာတွေကိုယ်စိတ်ကိုအစင်မပြေအောင်လှုပ်သွားတဲ့သူတွေအကြောင်းကိုခေါင်းထဲမှာအပင်ပန်းခံပြီးတော့ထည့်ထားလေးရှိပါတယ်ဒါတွေကကျွန်တော်တို့တွေစိတ်အစင်မပြေဖြစ်ရနေတဲ့အကြောင်းရင်းခံတွေပဲလေကိုယ်ပျော်ရွှင်မှုကိုပြန်ပြီးဖြည့်ဆည်းနေကြတာစိတ်မကျေနပ်စရာတွေကိုဒေါသတွေကိုကိုယ်တိုင်ပြန်ဝယ်မိနေတယ်လို့ဖြစ်နေတာဖြစ်နိုင်ရင်စိတ်ကိုအလေးခံပြီးအစင်မပြေဖြစ်ရတဲ့ကိစ္စတွေကိုလိုက်တွင်းမနေပါနဲ့
ကြုံတွေ့လာရတဲ့ကိစ္စတိုင်းပေါ်မှာပျော်ရွှင်အောင်နေတတ်ပါစေဘယ်နေရာကိုဘလို့ပဲရောက်ရောက်ကိုတွေ့ကြုံလာရတဲ့ကိစ္စတွေပေါ်မှာပျော်ရွှင်အောင်နေတတ်ဖို့လိုတယ်ဥပမာပြောရရင်လူတွေမှာတယောက်နဲ့တယောက်ဘဝပေးချီနေတွေကတူတာမဟုတ်ဘူးတချို့ကမွေးဖွားလာကြတဲ့ကသူတို့ပတ်ဝန်းကျင်သူတို့ကြုံတွေ့လာရတဲ့အတိုင်ဝန်းကပတ်စံရှိတယ်သုံးညနာသုံးတယ်ဖြုံညနာဖြုံနိုင်တယ်တချို့ကြမွေးလာကြတဲ့ကမပြေဆုံးကြဘူးသုံးညနာမသုံးနိုင်ဘူးဝယ်ချင်တာဝယ်ပြီးဖြုံနိုင်တဲ့အနေအထားမျိုးမရှိဘူးဒီလိုမျိုးတယောက်နဲ့တယောက်ဘဝပေးချီနေခြင်းမတူတာဖြစ်တဲ့အတွက်ငါကြမှာဘာလို့ဒီလိုအဆင်မပြေရတဲ့အနေအထားတွေဖြစ်နေရတာလဲငါလိုချင်တာငါဝယ်ချင်တာကိုမဝယ်နိုင်ရတာလဲဆိုပြီးစိတ်ထဲမှာမင်းရဲ့လက်ရှိအခြေအနေတွေပေါ်မှာစိတ်မညစ်စေချင်ဘူးလောကကြီးမှာကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်မှာကိုလက်ခံပြီးအရှိကိုအရှိတိုင်းနေတတ်ရင်စိတ်ချမ်းမြေ့ရတယ်ပျော်ရွှင်ရတယ်လူတိုင်းကသူ့ဖြစ်တည်မှုနဲ့သူလာကြတာကိုယ့်ရဲ့ရှင်သန်မှုနဲ့ကိုဖြစ်နေကြတာသူ့မှာရှိနေတဲ့အရာတွေကိုယ်မှမရှိလို့လဲစိတ်အားမငယ်စေချင်ဘူးစိတ်မထားတတ်ပဲရှောက်ပြီးလိုက်တွေးနေတတ်တဲ့အခါမင်းကိုမင်းဒုက္ခပေးနေသလိုဖြစ်တတ်တယ်ကိုယ့်ဘဝလေးကိုမျက်နှိုးပေးနိုင်ရင်ကိုယ့်ရဲ့ဖြစ်တည်မှုလေးတွေအပေါ်မှာကျဉ်းပ်ပေးနိုင်တဲ့အခါစိတ်ပျော်ရွှင်ရပါတယ်ကြိုးစားသလောက်ဖြစ်မလာတဲ့ကိစ္စတွေရှိလို့လဲကိုစိတ်ပြတ်မသွားပါနဲ့လောကကြီးမှာကြိုးစားသလောက်မဖြစ်တဲ့အရာတွေအများကြီးပဲအဲ့ဒါကိုစိတ်ဆင်းရဲနေမဲ့အစားအရှိတရားကိုလက်ခံလိုက်ရအောင်ဘာလို့ငါကြမှာဖြစ်မလာရတာလဲဆိုပြီးတွေးနေမဲ့အစားဒီတစ်ခါငါကြိုးစားခဲ့တာအဆင်မပြေခဲ့ပေမဲ့ဒီရလက်ကိုငါလက်ခံတယ်အခုဖြစ်မလာပေမဲ့နောင်ဖြစ်လာအောင်ဖြည်းဖြည်းချင်းကြိုးစားသွားမယ်ဆိုတဲ့စိတ်ကလေးနဲ့နေတတ်ရင်စိတ်လည်းအေးချမ်းရတယ်လို့ပျော်လဲပျော်ရွှင်ရလိမ့်မယ်မင်းစိတ်ကိုတမ်းမာစေခြင်းနဲ့တချို့အချိန်တွေမှာမင်းမေးနာမှာဘယ်သူမှမရှိတော့သလိုမျိုးနဲ့တယောက်တည်းပြိုလဲနေသလိုမျိုးခံစားလာရတဲ့အချိန်အစင်မပြေရတဲ့ကိစ္စတွေကြောင့်အားငယ်နေသလိုမျိုးခံစားနေရတဲ့အချိန်မှာဒီစာလေးကိုဖတ်ကြည့်စေခြင်းနဲ့ဒီစာလေးကိုဖတ်တဲ့အချိန်မှာမင်းဘေးနားမှာဘယ်သူမှရှိမနေဘူးဆိုရင်တော့ကျွန်တော်ရှိနေတယ်ကျွန်တော်တို့မင်းယုံကြည်ရတဲ့ရင်ဖွင့်မော်တယောက်အဖြစ်တွေးထားပေးပါလောကကြီးမှာကလေရှင်သန်နေထိုင်နေသမျှကာလပတ်လုံးမှာအဆင်ပြေတာတွေလည်းရှိနေနိုင်တယ်လို့အဆင်မပြေတဲ့ကိစ္စတွေလည်းရှိနေအောင်မှာပါပဲပြဿနာပေါင်းစုံစိတ်အားငယ်စရာတွေဟာတစ်ချိန်မဟုတ်တစ်ချိန်မှာကြုံတွေ့နေရအောင်မှာပါပဲမင်းဖြစ်ချင်တဲ့ပန်းနိုင်တစ်ခုကိုရှောက်နေမှာတော့ခလုတ်တိုက်မိတာမစမ်းကြဘူးနော်ရှင်သန်နေတဲ့တွေကတော့အခက်ခဲတွေမပြေလည်မှုတွေကတွေ့နေရအောင်မှာပါတချို့အချိန်တွေကြရင်တယောက်တည်းအဆင်ပြေသလိုဟန်ဆောင်ပြီးနေရတာပင်ပန်းနဲ့မဟုတ်လားဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အချိန်စိတ်ထဲတင်းကျပ်နေသလိုခံစားရရင်ငိုချပစ်လိုက်ပါအားငယ်နေရတဲ့အချိန်မပြေလည်မှုတွေကြောင့်စိတ်အစဉ်မပြေတဲ့အချိန်ငိုချလိုက်လို့လည်းဘာမှမဖြစ်ပါဘူးတယောက်တည်းစိတ်ထဲမှာကြိတ်ပြီးခံစားနေရတာကပိုပြီးတော့ဆိုးပါတယ်စိတ်ထဲမှာတင်းတင်းကြပ်ကြပ်ကြီးဖြစ်လာပြီးတော့ပူလောင်နေရတတ်ပါတယ်အဲ့ဒါကြောင့်စိတ်တင်းကျပ်မှုတွေကိုလျှော့ချနိုင်အောင်ငိုကြည့်လိုက်ပါငိုလိုက်တာကလက်မြောက်အရှုံးပေးလိုက်တာမဟုတ်ပါဘူးစိတ်သစ်လူသစ်နဲ့ပြန်ရှင်သန်လို့ရအောင်အားအသစ်မွေးတယ်လို့ပဲတွေးလိုက်ပါငိုလိုက်တာကစိတ်ပေါ်ပါသွားအောင်လှုပ်ခိုင်းလိုက်တာတယောက်တည်းကြိတ်မေးပြီးခံစားနေရတာတွေများလာတဲ့အခါစိတ်ဖိစီးမှုတွေပိုများလာတတ်တယ်အဲ့ဒါကြောင့်မို့စိတ်ထဲမှာတင်းခံမထားပါနဲ့နောက်တစ်ခုရှိတာကမင်းယုံကြည်နဲ့ရင်ဖွင့်လို့ရမယ်တစုံတယောက်ရှိရင်အဲ့ဒီသူကိုရင်ဖွင့်စေချင်တာတယောက်တည်းခံစားနေရတာအထက်ကိုယုံကြည်ရတဲ့သူတယောက်ကိုရင်ဖွင့်လိုက်တာကပိုပြီးတော့စိတ်သက်သာရရတယ်ခံစားနေရတဲ့ပြဿနာတွေတဝက်လောက်ကတက်တာသွားနိုင်ပါတယ်ပြီးတော့လေမင်းကိုသိစေချင်တာကစိတ်ညစ်စရာတွေမပြေလည်မှုတွေကိုခေါင်းထဲမှာမတွေးတော့နဲ့ထုတ်ပစ်လိုက်တော့မင်းစိတ်ထဲမှာအလေးခံပြီးနောက်ရက်တွေထိမတည်ဆောင်သွားနဲ့အခက်ခဲတွေကိုတစ်ခုချင်းစီဖြေရှင်းကြည့်သွားရအောင်
ကိုရိုးရခဲ့တဲ့ဒဏ်ရာတွေကိုအတွေ့အကြုံဖြစ်သင်ခန်းစာယူပြီးတစ်ဖန်ပြန်ကြိုးစားကြည့်ရအောင်လဲကျနေတဲ့ဆိုရင်တော့မင်းပြန်ထနိုင်ပါတယ်အခက်ခဲတွေအများကြီးကြုံတွေ့နေရလို့လဲစိတ်ပြတ်မသွားပါနဲ့အခက်ခဲတွေအများကြီးကြုံတွေ့ရလေလေမင်းကပိုပြီးရင့်ကျက်လာရင်ဖြည့်ရှင်းလာနိုင်လေလေဖြစ်မလားမလောကကြီးမှာဘာလို့ငါတယောက်တည်းခက်ခဲပင်ပန်းနေတာလဲဆိုတဲ့အတွေ့ကိုဖျောက်လိုက်ပါလူတိုင်းမှာလဲသူ့အခက်ခဲနဲ့သူကြုံတွေ့နေကြရတာပါအဓိကလိုအပ်တာကဘယ်နေရာကိုဘလို့ပဲရောက်ရောက်စိတ်ကိုပျော်အောင်နေတတ်ဖို့ရယ်ဘလို့အခက်ခဲတွေပဲကြုံတွေ့တန်မအောင်နေတတ်ဖို့ရယ်အဲ့ဒါလေးပဲလိုအပ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ရက်တွေမှာလည်းကြန့်ရှိနေတဲ့မာတိကာများကိုထပ်ပြီးဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်